အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆွဲပြပါကျွန်တော်တို့ဒီနေ့မောင်တန်းစင်ရှိုးရုံမှာဘာကားလေးထပ်ပြီးတော့အတိရောက်ထားလဲ install ရှိရလေးပြပေးပါမယ်ဒီကောင်လေးကတော့ Zoe DA7 လေးရှိပါမယ်ပြီးသွားရင်ကျွန်တော်တို့ BMW 85လေးတစ်စီးရှိမယ်ဒီကောင်လေးကတော့2000 model ပါပြီးသွားရင်ဒီကောင်လေးကတော့ FJ Cruiser လေးရှိပါမယ်2017 model လေးပါနံပါတ်လေးကအလားလေးနဲ့ပါဒီကောင်ကတော့ကျွန်တော်တို့ရောင်းမိသားကားလေးပါ BYD C EV ကားလေးပါပြီးသွားရင်ဒီဘက်မှာ Toyota Prius Alpha ရှိမယ်စီသားတတရဲ့လိုချင်တယ်ဆိုရင်ဒီကားလေးရှိမယ်ဒီကားဆို9ယောက်စီးလေးပါပြီးသွားရင် Mitsubishi Outlander လေးရှိပါမယ်ဒီကောင်ဆိုရင်တော့ကျွန်တော်2000 model engine power 2.4 နဲ့ပါအကောင်လေးရှိမယ်ဒီဘက်ကကောင်ကတော့ရောင်းကားမဟုတ်ပါဘူးဟိုမှာ light track တွေကလိုချင်တဲ့လူတွေအတွက်လည်း light track လည်းရှိပါတယ်ဟိုဘက်ထဲမှာတော့ဟိုကတော့ကျွန်တော်တို့မတူးတို့ Mini Cooper တို့လည်းရှိပါသေးတယ်အထဲမှာပါရှိတယ်ထပ်ပြီးတော့လိုက်ပြပေးမယ်ကျွန်တော်တို့ဒီမှာဆိုရင်တော့မြင်ရတာတော့ Sinova D7 လေးရှိမယ်2020 model လေးပါဒီကောင်လေးလည်းရှိပါမယ်အဖြူအောင်လေးပါပြီးသွားရင် GK3 လေးတစ်စီးရှိပါမယ်2013 model အနီအောင်လေးပါဒီကောင်ကတော့ပြီးသွားရင်ဒီဘက်မှာဆိုရင်တော့ Artiga လေးတစ်စီးရှိမယ် Artiga ကတော့လူကြိုက်များရဲ့ကားလေးပဲဗာလေးလဲဆိုတော့ Type 4 2020 model လေးပါဒီကောင်လေးရှိပါမယ်ဒီဘက်ကတော့ကျွန်တော်ရုံသုံးနေတဲ့ကားလေးတစ်စီးရှိပါမယ်လိုချင်တဲ့လူရှိရင်လည်းရောင်းပေးပါမယ်ဗျပြီးသွားရင်တော့ဒီမှာကတော့ကျွန်တော်တို့အကိုကားဖြစ်တဲ့ Camaro တစ်စီးရှိပါမယ်ဈေးနှုန်းကတော့ကျွန်တော်ပြန်ပြီးတော့မေးပေးပါသိကျင်တဲ့ကားလေးလိုက်ကျွန်တော်ပြောပေးပါကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးပါမယ်ဒီဘက်မှာတော့ Ion EV ရှိပါမယ် brand new တွေပါပြီးသွားရင်နောက်ထဲမှာဘာဆက်ရှိသေးလဲဆိုရင် brand new တွေကပဲ BYD Atto 3နဲ့တူတူပဲ Drum Black လေးတစ်စီးရှိပါမယ်ပြီးသွားရင်ဒီကောင်လေးကတော့ကျွန်တော်တို့ Evo လေးရှိပါမယ် Evo လေးအပြာလေးပါဒီကောင်လေးတစ်စီးရှိပါမယ်လူငယ်ကြိုက်ပေါ့ဒီကောင်လေးကတော့လုံးဝဟိုကျွန်တော်တို့ collect လုပ်ချင်တဲ့လူတွေအတွက်ဆိုရင်တော့ Mercedes E350 လေးရှိပါမယ် model ကတော့2006 model ပါဒီကောင်လေးတစ်စီးရှိမယ်ပြီးသွားရင်လူငယ်အကြိုက် fair လေးတစ်စီးရှိပါမယ်ဟိုဘက်မှာတော့ Cop 7 လေးရှိမယ်စတိလေးပါဒီကောင်ကကျွန်တော်တို့နောက်ဆုံးနံပါတ်နဲ့ရပါမယ်ဒီကောင်လေးကတော့ cover လေးပါ cover အုပ်ထားတာပါနောက်မှဆိုရင်တော့ကျွန်တော်တို့တရုတ်ကားတွေက Volvo BA7 2018 model လေးရှိပါမယ်ခုံသုံးတန်းလေးပါဒီကောင်ဆိုရင်လည်းပြီးသွားရင်ဒီရှေ့မှာပါရှိလဲဆိုရင်ဒီကောင်လေးဆိုရင် GMC ရှိမယ်အမြင်ကားတွေကဆိုရင်ကျွန်တော်တို့ Euro ကားအမြင်တွေကလိုချင်တယ်ဆိုရင်တော့ GMC ရှိပါမယ်ပြီးသွားရင်ကျွန်တော်ဒီမှာ Mercedes လေးတစ်စီးလေးရှိပါမယ် Mercedes ကတော့ MN350 လေးပါ2013 model လေးပါဈေးနှုန်းလေးတော့ကျွန်တော်ပြန်ပြီးတော့မေးပေးပါကျွန်တော်ဘာလို့လဲဆိုတော့ဒီမှာတော့ထည့်မပြောထားပါဘူးဈေးနှုန်းလေးကအချိန်နဲ့မျှအပြောင်းလဲရှိရတဲ့အတွက်ကျွန်တော်ထည့်မပြောထားဘူးပြီးသွားရင်ဒီမှာနောက်ထပ်ကရှိမှာကကျွန်တော်တို့ Chevrolet Trax ရှိမယ်အနီအောင်တွေကဆိုရင် Chevrolet Trax ရှိမယ်ပြီးသွားရင်တရုတ်ကားတွေကဆိုရင်တော့ Brilliant V3 လေးတစ်စီးရှိပါမယ်ဒီကောင်ဆိုရင်တော့ကျွန်တော်850လောက်ပဲရှိမယ်ဒီကောင်ဆိုရင်တော့ကျွန်တော်တို့1350တော့ခေါ်ထားပါတယ်လက်ရှိပေါ့ဒီကောင်ကတော့ 1.6 diesel နဲ့ပါ Premier ပါ grade ပြေဆုံးပါပဲဒီဘက်မှာတော့ကျွန်တော်တို့ Audi A4 ရှိမယ်စီဒန်နဲ့ဟိုမှာ1000ဝန်းကျင်လောက်နဲ့သုံးကျင်နေဆိုရင်တော့ဒီကောင်လေးတစ်စီးရှိပါမယ် 1.8 turbo နဲ့ပါ2008ပါ model ကတော့ဒီဘက်ကတော့ Golf 7ဟိုမှာ GTI ဖြစ်သွားပါပြီစောင်းဝမ်းမိုက်ပါတယ် 2.0 နဲ့ပါဒီကောင်လေးတစ်စီးရှိပါမယ်ဒီကောင်ကတော့ဈေးနှုန်းကတော့1500ဝန်းကျင်လောက်မှာရှိပါမယ်အရောင်ကတော့အနီရောင်ပါပဲနောက်မှာဆိုရင်တော့ကျွန်တော်တို့လုံးဝ off road အမြင်ကြီးတွေကြိုက်တဲ့လူတွေအတွက်ဆိုရင် Land Rover LR4 ရုပ်ချင်းရှိမယ်3ကို4ရုပ်ချင်းထားတာကျွန်တော်တို့ဝိတ္တမှာဒီရုပ်ပေါက်ပြီးသားပါဒီကောင်လေးရှိမယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ Nissan A-Star တစ်စီးရှိပါမယ်ပြီးသွားရင်နောက်မှာဆိုရင်တော့ကျွန်တော် Land Rover Sport ဒီကောင်လေးတစ်စီးရှိမယ်ဒီကောင်လေး1000ကြော်လေးပဲရှိမယ် engine power တွေတော့ကြီးတယ်ဗျစီစားမှမကြောက်တဲ့လူတွေအတွက်ဆိုရင်တော့ဒီကားလေးရှိမယ်ဒီကောင်လေးဆိုရင်လည်းစီတာစားပါတယ်ဘာလို့ဆိုတော့ engine power 4.8 V8 နဲ့ပါ Albina 7 series ပါ7 series Albina မှာဘယ်မောင်းပါရှားပါလေးပါဒီကောင်ဆိုရင်တော့1000ပေါ်ပဲရှိပါမယ်တို့အခုကျွန်တော်ပြပေးလိုက်တဲ့ကားတွေအကုန်လုံးကိုစိတ်ဝင်စားလို့လာဝယ်ယူနေဆိုရင်ကျွန်တော်မောင်သက်စင်ရှိုးမှာလာဝယ်ယူလို့ရတယ်ဟိုနေရာတော့ကျွန်တော်တို့တောင်းကလာတစ္ဆာလန်နဲ့သူ့မင်္ဂလာလမ်းတောင်ပါအမှတ်926ပါအဲ့ဒီမှာလာဝယ်လို့ရတယ်ဈေးနှုန်းလေးသိချင်တယ်ဆိုရင်လည်းကျွန်တော်ကိုမေးမြန်းလို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်လေးချပေးထားမယ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်ချက်ပေါက်ကနေပဲဖြစ်မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်